ရွယ်ချက်တွေပေါ်လာတော့ဘလောက်တောင်ရုပ်ကိုထူပြကြတယ်လေဗျာကျွန်တော်ကအဲ့ဒီစာချုပ်ကိုယူပြီးအဲ့ဒီစာမျက်နှာကိုလန်ကြည့်လိုက်တော့တကယ်ပဲနေပညာချက်နည်းကဖက်ဆက်လောက်ကင်သူနှစ်ဦးလုံးပိုင်ဆိုင်ပြီးလို့ရေးထားတာကိုတွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီစာကိုလန်ပြလိုက်ပြီးစာချုပ်ကိုကျွန်တော်လက်ခံပါတယ်ဒါပေမဲ့နေပညာနဲ့ဆက်ရော့ရှယ်ယာထည့်ဝင်တာကနေပညာလွဲပြောင်းတာမဟုတ်ပါဘူးဒီချက်နည်းကိုကျွန်တော်တီထွင်ခဲ့တာပါညာနာပစ္စည်းမူပိုင်ခွင့်ကကျွန်တော်နဲ့ဆိုင်ပါတယ်စာချုပ်ထဲမှာဆိုင်ကအသုံးပြုခွင့်ကိုပိုင်ဆိုင်တယ်လို့ရေးထားတာပါပိုင်ဆိုင်မှာအခွင့်အရေးကိုပိုင်ဆိုင်တယ်လို့ရေးထားတာမဟုတ်ပါဘူးလို့ရှင်းပြလိုက်တာပေါ့အကြီးဆုံးသမက်ကခေါင်းငုံပြီးတစ်ချက်ကြည့်လိုက်တော့သူ့မျက်နှာရောင်ကရုတ်တရက်ပြောင်းသွားတာကိုတွေ့ရပါတယ်သူကစကားပြောဖို့ဘာသာဟပ်လိုက်ပေမဲ့ကျွန်တော်ကတော့သူ့ကိုအခွင့်အရေးမပေးတော့ပါဘူးကျွန်တော်ဖုန်းကိုထုတ်ပြီးဖုန်းကနေတစ်ဆင့်ဆိုင်ရှိက TV ကိုချိတ်ဆက်ပြီးပုံရိပ်တွေပြသလိုက်တာပေါ့ပြီးတော့ဒါအပြင်ခင်များတို့စုမိသားစုကဆိုင်စဖွင့်တဲ့နေ့ကစားပြီးအခုချိန်ထိ350ပဲရင်းနှီးမြုပ်နှံခဲ့တာပါခင်များတို့ပြတဲ့စာရွက်စာတမ်းတွေကသူ့တွေပါလို့ထပ်ပြောလိုက်ပါတယ်နောက်ဆုံးမှာတော့နှစ်ကုံအမျက်ဝေစုခွဲတဲ့အခါစုကြက်ပန်ကသူ့တမတ်3ယောက်ကို35သိန်းစီခွဲပေးခဲ့ရမယ်ကျွန်တော်ကိုတော့ပြားတစ်ချက်မှမပေးခဲ့ပါဘူးဘသူကကျေးဆွပြီးကျေးဇူးကမ်းတာလဲစုကြက်ပန်နေမကောင်းဖြစ်တာကကျွန်တော်ထွက်သွားပြီးမှဖြစ်ခဲ့တာပါအရင်ကကျွန်တော်သူ့ကိုအမျိုးမျိုးသောအားဖြည့်ဆေးတွေဝယ်ပေးတော့ကဘာမှမဖြစ်ခဲ့ပါဘူးအခုချိန်မှာဒါကံကြမ္မာရဲ့ပြန်ဆက်မှုလားဆိုတာဘသူသိနိုင်မှာလဲကွာရှင်းမှုနဲ့ပတ်သက်လို့ကျွန်တော်ဇနီးကသူ့မိဘဆွေမျိုးသားချင်းတွေကကျွန်တော်ကိုလက်ညာစော်ကားတာကိုခွင့်ပြုထားခဲ့တယ်ကျွန်တော်ကွာရှင်းတင်သလားမကွာရှင်းတင်ဘူးလားလို့မေးခွန်းထုတ်လိုက်တာဗျာကျွန်တော်လင်းသူထေးလက်အောက်မှာနှစ်လောက်အလုပ်လုပ်ခဲ့ဘူးလေဒီဟင်းချက်နီးကသူ့တယောက်တည်းပင်ပန်းစင်းရဲခံပြီးဖော်ဆက်ထားတာဗျစူမီသားစုကတစ်နှစ်မှအကြိမ်နှဲငယ်ပဲလာတတ်တာဗါတဲ့ပူပေါင်းတီထွင်ထားတဲ့လားဒါတွေကလုံးဝမဟုတ်တာတွေလင်းသူထေးထွက်သွားပြီးနောက်ပိုင်းအဲ့ဒီဆိုင်ရဲ့အနှစ်အရသာတွေကုန်ပြောင်းသွားတယ်ကျွန်တော်တို့နှစ်ရှည်လများဖောက်တီဟောင်းတွေကဘာတွေဖြစ်နေလဲဆိုတာကုန်တိကြပါတယ်အဲ့ဒီလိုကျွန်တော်ကရှင်းပြလိုက်တော့စူဝမ်ရှိရဲ့ငိုတန်တွေရုတ်တရက်ရက်တန့်သွားတယ်သူ့မျက်လုံးတွေကပြာခတ်နေပြီးတမက်ကြီးရဲ့မျက်နှာကဖြူဖက်ဖြူရော်နဲ့အရင်ကအာမန်တွေနဲ့ကြွားလုံးထုတ်ခဲ့တာတွေတခဏချင်းပျောက်ကွယ်သွားပြီးဖုံးကွယ်မရတဲ့အားငယ်စိတ်တွေနဲ့ရှက်ရွံ့မှုတွေကနေရာယူသွားတယ်ဘေးနားကတမက်လက်နဲ့တမက်ငယ်တို့ကလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးမျက်လုံးတွေလွှဲရှောင်နေကြတယ်ပတ်ဝန်းကျင်ကလူအုပ်ကလည်းသူတို့ရဲ့အမြင်တွေပြောင်းလဲသွားကြပြီးဒါကြောင့်မို့လို့အရသာတွေပြောင်းသွားတာကိုလင်းသူထေးထွက်သွားလို့ကိုစူမီသားစုကလည်းတော်တော်မကောင်းပါလားသူများတွေပင်ပန်းပန်းနဲ့ဖော်ဆက်ထားတဲ့ဟင်းချက်နီးကိုတယောက်တည်းချိတ်စားခြင်းသေးတယ်နာအသိန်းလောက်နဲ့အကြီးဆုံးအစိတ်ပိုင်းကိုရယူခြင်းပြီးသူများတွေကိုဝေစုမခွဲပေးဘူးလင်းရှင်းကလည်းဒီလိုမိမဒီလိုရောက်ခမနဲ့တွေ့ရတာတော်တော်ကံမကောင်းတာပဲစသဖြင့်ပြစ်တင်ရှုံချတဲ့အကြည့်တွေမေကုန်းထုတ်တဲ့အကြည့်တွေကစူမီသားစုဝင်တွေပေါ်ကိုစူးနဲ့ထိုးသလိုစိုက်ဝင်လာကြတယ်သတင်းသမားတွေကမိုက်ကိုတမက်အကြီးစီလှည့်လိုက်တော့သူကခေါင်းငုံပြီးစကားတခွန်းမှမပြောနိုင်ဘူးသူကစာရွက်စာတမ်းတွေကိုအိတ်ထဲထိုးထည့်လိုက်ပြီးတခြားသူတွေကလည်းရှက်ရှက်နဲ့နောက်ကနေလိုက်သွားကြတယ်အဲ့ဒီအချိန်မှာနှစ်ရှည်လများဖောက်တီတွေကကျွန်တော်ကိုစားပွဲတစ်လုံးပေးပါဗျာခင်များတို့ဆိုင်တစ်ကိုတော်တော်ကြာအောင်စောင့်နေခဲ့ရတာလို့အော်ပြောလာကြတယ်နာရီဝက်မပြည့်ခင်မှာစားပွဲ30လုံးပြည့်သွားတယ်ကျွန်တော်ကမီးဖိုချောင်ထဲဝင်သွားတော့အိုးထဲကအနှစ်အရသာတွေကပွက်ပွက်ဆူနေတာကိုတွေ့လိုက်ရတယ်တစုံခတ်ပြီးမြည်ကြည့်လိုက်တော့ဒါပဲဒီအရသာပဲလို့ကျွန်တော်ရေယူမိတယ်ဆိုင်ဖွင့်တဲ့နေ့ကပြဿနာတွေပြီးကြတဲ့ကကျွန်တော်လုံးဝမခံတော့ဘူးကျွန်တော်ရှေ့နေရှာပြီးတမက်ကြီးနဲ့တမက်လက်ကိုတက်ရည်ဖြတ်မှုနဲ့တရားစွဲလိုက်တယ်ဖမ်းရှေ့နေကလည်းဒီအမှုကနိုင်ရဖို့အခွင့်အရေးများတယ်တစ်ဖက်ကအနည်းဆုံးတော့ရော်ကြေးပေးရမယ်လူသိရှင်ကြားတောင်းပန်ရမယ်လို့ပြောတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တရားရုံးကိုကွာရှင်းခွင့်တောင်းဆိုတဲ့စာရွက်စာတမ်းတွေတင်သွင်းလိုက်တဲ့ရှေ့နေကစာရွက်စာတမ်းတွေတင်းနေတော့စကားဆက်မိလို့စူကြက်မန်းကိုဆေးရုံကတင်းကျပ်ဆင်းခိုင်းလိုက်ပြီးရဲ့ကြောက်ကက်ဆေးတဲ့စရိတ်တွေအရန်ကြာနေလို့ဆေးရုံကလက်မခံတော့ဘူးလို့ပြောလိုက်တယ်ကျွန်တော်ခဏတော့ကြောင်သွားတယ်ဘာမှမပြောခဲ့ဘူးရင်ထဲမှာဘလို့ခံစားရမှန်းမသိဘူးသူစိမ့်တယောက်အနေနဲ့ဆိုရင်တော့တနာမိကောင်းတနာမိမယ်ဒါပေမဲ့တစ်ချိန်ကနာကျင်အောင်လောက်ခံခဲ့ရတဲ့သူတယောက်အနေနဲ့တော့ကျွန်တော်လုံးဝစိတ်မပြောနိုင်ဘူးအဲ့ဒီနေ့ညနေမှာစူဝမ်ရှိကဖုံးဆက်လာတယ်သူ့အတန်ကဟဲဟဲနဲ့ငိုတန်ပါနေတယ်သူတို့ဒီလောက်ဆိုပိုက်ဆံရှာနိုင်ပါဦးမလားလို့သူကမေးတယ်ကျွန်တော်ကလည်းစူဝမ်ရှိရဲ့မင်းရောက်ဖက်ကငါ့ကိုအသေးဖြတ်တုံးကမင်းဘေးကနေကြည့်နေခဲ့တာမင်းဖေပိုက်ဆံခွဲတုံးကလည်းမင်းဘေးကနေကြည့်နေခဲ့တာမင်းတို့မိသားစုငါ့ကိုအနိုင်ကျင့်တုံးကလည်းမင်းဘေးကနေကြည့်နေခဲ့တာခုမှပြဿနာဖြစ်တော့အကုန်လုံးကပြစ်ဖြစ်သွားပြီလားလို့ပြန်ပြောလိုက်တယ်သူမကဒါပေမဲ့မင်းလည်းဒီလိုရက်ဆက်လို့မရဘူးလေငါဖေကတကယ်ကိုမကောင်းတော့ဘူးလို့တောင်းပန်ရှာတယ်သူ့အတန်ကဖြည်းဖြည်းတိုးလာပြီနောက်ဆုံးမှာတော့ဖုံးကွယ်ထားတဲ့ငိုတန်ဖြစ်ပြောင်းလဲသွားတယ်ကျွန်တော်ရင်ထဲမှာလိုင်းတစ်ဆက်မှမထားဘူးအရင်တုန်းကသူတို့45သိန်းယူသွားတော့ကကျွန်တော်အတွက်နည်းနည်းလေးမှခြံထားပေးဖို့မစင်စားခဲ့ဘူးအခုယောဂကူဖို့ပိုက်ဆံမရှိတော့မှကျွန်တော်စီလာပြီးတောင်းပန်နေတာဒီလောကမှာဒီလိုသဘောတရားမျိုးပဲမှရှိလို့လဲကျွန်တော်ကလည်းစူဝမ်ရှိရဲ့ငါကွာရှင်းဖို့တရားစွဲထားပြီးမင်းတို့မိသားစုကိစ္စကိုကိုယ့်ဘာသာကိုဖြေရှင်းကြပါလို့ပြက်ပြက်သားသားပြောလိုက်တော့သူမကလင်းရှင်းမင်းဒီလိုဆိုကန်ဆိုးလိုက်မယ်လို့တုံ့ပြန်တယ်ကျွန်တော်ရေမောလိုက်ပြီးဒါကတော့တစ်ခုပေးရင်တစ်ခုပြန်ရတာပဲလို့ပြောလိုက်တယ်3ရက်ကြာတော့ဖမ်းရှိနေကဆွေးနွေးမှုရလက်ကိုလာပြောပြတယ်တမက်အကြီးနဲ့တမက်လက်တို့ကကြောက်သွားပြီးတဲ့တရေဖြတ်မှုရဲ့တက်တေထောက်ထားတွေကခိုင်မာနေတော့ပြစ်မှုထင်ရှားတာနဲ့ပိုက်ဆံရော်ယုံတင်မကဘူးမှအတန်းလဲကြံနေလိမ့်မယ်သူတို့ကလူကြုံနဲ့စကားပါပြီးဆွေးနွေးခြင်းနဲ့ကျွန်တော်အမှုရုပ်သိမ်းပေးဖို့ပဲတောင်းဆိုတယ်ကျွန်တော်ခေါင်းငိမ့်လိုက်ပြီးအမှုရုပ်သိမ်းပေးမယ်ဒါပေမဲ့သူတို့တယောက်ချင်းစီယူသွားတဲ့15သိန်းကိုပြန်ပေးရမယ်လူသိရှင်ကြားတောင်းပန်ရမယ်လိုက်ပြတဲ့နေရာမှာအမှန်တိုင်းရှင်းပြရမယ်လို့ပြောလိုက်တယ်ဖမ်းရှိနေကအံ့အားသင့်သွားတယ်15သိန်းလားသူတို့ပေးနိုင်ပါမလားလို့မေးတော့ကျွန်တော်ကလည်းတမက်အကြီးရဲ့ဒီအန်ဒါလူကားကိုရောင်းလိုက်ရင်လုံလောက်ပြီးတမက်လက်ရဲ့အိမ်ကိုပေါင်ထားလဲရတယ်မပေးနိုင်တာသူတို့ကိစ္စပဲကျွန်တော်ကတော့မဆောင်ဘူးလို့ပြက်ပြက်သားသားပြောလိုက်တယ်ဖမ်းရှိနေကကျွန်တော်ကိုတစ်ချက်ကြည့်ပြီးဘာမှထပ်မပြောတော့ပဲစကားသွားပြောဖို့လက်ထွက်သွားတယ်နောက်တစ်ပတ်ကြာတော့တရားရုံးရဲ့ကွာရှင်းခွင့်ဆုံးဖြတ်ချက်ထွက်လာပြီးကွာရှင်းခွင့်ပေးလိုက်ပြီးအိမ်ထောင်တက်တန်အတွင်းပိုင်ဆိုင်တဲ့ပစ္စည်းတွေကတော့အိမ်တလုံးကားတစ်စီးငွေစု16တောင်ကားနဲ့အိမ်ကိုပိုက်ဆံနဲ့လဲလှယ်ပြီးနှစ်ယောက်တူတူခွဲယူဖို့ကျွန်တော်တို့သဘော
ဘောတူခဲ့ကြတယ်ဆုံးဖြတ်ချက်စာရွက်ရောက်လာတဲ့နေ့မှာဖမ်းရှင်းတွေကကျွန်တော်ကိုဖုံးဆက်ပြောတယ်စူဝမ်ရှိအယူခံမဝင်တော့ဘူးတဲ့သူလက်ခံလိုက်ပြီးတဲ့တမတ်အကြီးကကားရောင်းပြီးပိုက်ဆံလွှဲပေးလိုက်ပြီးတမတ်လက်ကတော့ပိုက်ဆံထုတ်မပေးနိုင်လို့ပိတ်ခံလိုက်ရတယ်စိတ်ရှိတယ်လို့တရားစွဲပါလို့ပြောတယ်ကျွန်တော်ခေါင်းညိတ်လိုက်ပြီးဒါဆိုအမှုတစ်ခုကိုရုပ်သိမ်းမယ်နောက်တစ်ခုကိုတော့အယူခံတင်မယ်လို့ပြောလိုက်တယ်ရှေ့နေရုံးကနေထွက်လာတော့နေအောင်ကမျက်စိစူးနေရဲ့ကျွန်တော်မိုးကောင်းကင်ကိုမောကြည့်ပြီးတက်ကိုပြင်းပြင်းရှူသွင်းလိုက်တယ်9နှစ်တာအိမ်ထောင်ရေး45သိန်းဆိုတဲ့အမျက်ဝေစု330တန်လျှက်စစ်လုပ်ငန်းရင်းနှီးမြှုပ်နှံမှုတွေဘလို့ပဲတွက်ကြည့်ဘယ်သူမှလည်းအကျိုးမရှိခဲ့ကြဘူးဗျာဒါပေမဲ့နောင်တရတယ်ဆိုတာမျိုးတော့ကျွန်တော်မှမရှိခဲ့ဘူးရှေ့ကိုသာဆက်ပြီးလဲအောက်လန်းဖို့ဆုံးဖြတ်ခဲ့ရတာပဲဟော့ဘော့ဆိုင်လေးကလည်းတနေ့ထက်တနေ့ပိုပြီးကောင်းလာခဲ့တယ်လူတွေအများကြီးကနမေကြားပြီးလာကြတယ်သူတို့ကလူရက်ခံခဲ့ရတယ်ဆိုတဲ့ဒီဟော့ဘော့အနှစ်အရသာကဘလို့မျိုးလဲဆိုတာကိုမြည်စမ်းကျင်ကြတာပုံမှန်လာစားတဲ့အဲ့ဒီတွေကလည်းပိုများလာတယ်3လတောင်မပြည့်ခင်မှာစီးပွားရေးကအရင်ဆိုင်ဟောင်းရဲ့မှတ်တမ်းတွေကိုပါချိုးဖျက်နိုင်ခဲ့တယ်ကြောက်ခိုင်ကတော့ကျွန်တော်ကန်ကြမာကိုပြောတယ်ဒီလိုပြဿနာတွေရှိခဲ့ရင်မဲ့အခုကျတော့ပိုတော်နမေကြီးပြီးလူသိများလာတယ်လို့ဗျာဟောတယ်ကျွန်တော်လည်းဘာမှပြန်မပြောခဲ့ပါဘူးလောကမှာအကြောင်းကျိုးဆိုတာသူ့ရဲ့အကျိုးဆက်တွေရှိတာပဲဗျာကျွန်တော်လည်းကံကောင်းလို့ဘေးကင်းရာရောက်ခဲ့တာပေါ့အဲ့ဒီနေ့ညနေခင်းမှာကျွန်တော်ကဆိုင်ရှိမှာစားပွဲကူလားထိုင်တွေနေရာချနေတော့မဲ့ယာတီဥဒုကလည်းအေးစိမ့်လာပြီးလေတိုက်လာတော့တစ်ခုပန်းနဲ့လေးတွေတင်းနေခဲ့တာပေါ့အဲ့ဒီအချိန်မှာလမ်းတစ်ဖက်ကနေမိန်းမတယောက်ကကျွန်တော်ကိုအကြာကြီးကြည့်နေတာကိုတတိထားမိလိုက်တယ်သူမကစုဝံရှိရဲ့ရင်ကထအများကြီးပိန်ကျသွားပြီးတော့မိခိုးရောင်အင်ဂျီဟောင်းတစ်ထည်ကိုဝတ်ထားတဲ့ဆံပင်တွေကိုလည်းနောက်ဖက်မှာပေါ့ပါပါစူးစီးထားတာပဲဘာယိုးတွေကပိုပြီးထင်းထွက်နေတယ်လို့မျက်လုံးထောင်းကရေးချောင်းတွေကလည်းရင်ကထက်ပိုနဲ့လာခဲ့တယ်သူမခဏလောက်ချီတုံချတုံဖြစ်နေပြီးတော့လမ်းဖြတ်ကူးလာခဲ့တယ်လင်းရှင်းလို့ခေါ်တန်ကြားလိုက်တော့ကျွန်တော်လန့်ကြည့်လိုက်တယ်သူမကကျွန်တော်ကိုတလက်ဆိုင်ထဲကိုတလက်ကြည့်ပြီးတော့နင်ခုတကယ်ကောင်းမွန်နေထိုင်နေတာပဲနော်လို့ပြောလိုက်တာကျွန်တော်လည်းဘာမှပြန်မပြောခဲ့ပါဘူးအရင်ကလိုတိုက်ခိုက်လို့စိတ်မျိုးတွေသူမစီမှာမရှိတော့တာကိုလည်းတတိထားမိလိုက်တယ်ကျွန်တော်လည်းကူလားထိုင်တစ်လုံးထုတ်ပေးလိုက်ပြီးတော့ထိုင်ပါဦးလို့ပြောလိုက်တယ်သူမကထိုင်လိုက်ပြီးမျက်လုံးတွေကဟာလာဟင်းလင်းနဲ့အဝေးကိုငေးကြည့်နေခဲ့တယ်ကျမဖေဆုံးသွားပြီးတဲ့သူမရဲ့အတန်ကတည်ငြိမ်နေတယ်အဲ့ဒီ၄ယောက်မြောက်အမေရဲ့ခင်ဗျဟောင်းကလေးပိုက်ဆံတွေယူပြီးလောင်းကစားလုပ်လိုက်တာအကျွေးတွေပုံလိုက်တင်လာတော့၄ယောက်မြောက်မစီကိုပိုက်ဆံလာတောင်းတယ်၄ယောက်မြောက်အမကလည်းပေးစရာမရှိတော့သူကအဲ့ဒီအမောက်ကိုရိုက်တဲ့နောက်ပိုင်းမှာကျမဖေဆေးရုံတက်နေတော့လာပြီးတော့အစတုန်းက15သိန်းဆိုတာကျမဖေပေးခဲ့တာဆိုတော့ကျမဖေတာဝန်ယူရမယ်လို့ပြောတယ်ကျမဖေကမပေးတော့နှစ်ယောက်သားလူနာခန်းထဲမှာရန်ဖြစ်ကြတယ်သူကကျမဖေကိုတွန်းလိုက်တော့ကျမဖေကခေါင်းနဲ့ကုတင်ပေးကစားပွဲကိုရိုက်မိပြီးရေးပေါ်ခန်းထဲရောက်လို့အားတယ်လို့ပြောရင်းမျက်ရည်တွေစီးကျလာပေမဲ့တန်ထွက်ငိုတာမျိုးတော့မရှိခဲ့ဘူးအကြီးဆုံးအမနဲ့ဒုတိယအမတို့ကပိုက်ဆံထပ်မထုတ်ပေးချင်ကြဘူးတယောက်ကကားရောက်လိုက်ပြီလို့ပြောပြီးနောက်တစ်ယောက်ကလည်းအင်ကိုပေါင်ထားပြီလို့ပြောတယ်ကျမလဲစုဆောင်းထားတာတွေကုန်ထုတ်ပေးခဲ့ရင်မဲ့ကျမဖေကတော့မရှင်တန်နိုင်ခဲ့ဘူး၄ယောက်မြောက်အမရဲ့ခင်ပွန်းဟောင်းကိုထောင်တန်းတစ်သက်တကြွချမှတ်ခြင်းခံလိုက်ရတယ်၄ယောက်မြောက်အမကလည်းယူသွားပြီးတနေကုန်အိမ်ထဲကနေမထွက်တော့ဘူးတဲ့ကျွန်တော်လဲတိတ်ဆိတ်နေခဲ့တယ်ဘာပြောရမှန်းလဲမသိတော့ဘူးကျမဖေမဆုံးခင်မှာစကားတခွန်းပြောသွားခဲ့တယ်သူကနင့်ကိုတောင်းပန်ပါတယ်တဲ့နင်ကသူ့အပေါ်တကယ်ကောင်းတဲ့တူးတဲ့တော်လူပါတဲ့သူကရှုပ်ထွေးပြီးတော့ဘသူကသူ့အပေါ်တကယ်ကောင်းတာလဲဆိုတာကိုမခွဲခြားနိုင်ခဲ့တာပါတယ်အရင်ကကျမနင့်ကိုတောင်းပန်ပါတယ်ကျမလုပ်ခဲ့တာတွေကမကောင်းခဲ့ဘူးဘေးနားမှာဘသူမှမရှိတဲ့နာကျင်မှုကိုအခုကျမလဲခံစားရပြီးကျမနင့်ကိုနောက်ထပ်လာရှာတော့မှာမဟုတ်ဘူးလင်းရှင်းနှင်းလုပ်ငန်းတွေအောင်မြင်ပါစေလို့လဲဆုတောင်းပေးပါတယ်လို့ပြောပြီးသူမကလက်ထွက်သွားခဲ့တယ်သူမရဲ့နောက်ကျောကပိုသေးငယ်လာပြီးနောက်ဆုံးမှာလမ်းထောက်မှာပျောက်ကွယ်သွားခဲ့တယ်ကျွန်တော်လဲဆိုင်ရှိမှာအကြာကြီးရက်နေခဲ့မိတယ်လင်းရှင်းပါတွေကြောင်းတောင်ရက်နေတာလဲဒီနေ့ညီအကိုတွေစုံကြမယ်လေဆိုတဲ့အတန်ကြားလိုက်တော့မှကျွန်တော်လဲတတိပြန်ဝင်လာပြီးဆိုင်ထဲလက်ဝင်လိုက်တော့ပူနွေးတဲ့အငွေ့သက်တွေကမျက်နှာကိုရိုက်ခတ်လာတယ်ဝန်ထမ်းတွေကလည်းဟော့ဘော့အိုးတွေကိုကင်ပြီးရှောက်သွားနေကြတယ်အဲ့ဒီတွေကလည်းဝိုင်ကွက်တွေမြောက်ပြီးကျဲလောင်စွာရေမောနေကြတယ်အရသာရှိတဲ့အမဲဥပြုတ်တွေကိုစားနေကြတာပေါ့ကျွန်တော်ဘေးကအဲ့ဒီတွေကလည်းပျော်ရွှင်စွာရေမောနေကြတာကိုကြည့်လိုက်ပြီးတော့အရသာပြေးသွားပြီးမွေးကြိုင်တဲ့ဘီယာကိုတငုံထက်တောက်လိုက်တဲ့အခါတိတ်ကအဖြစ်အပျက်တွေအားလုံးကိုနောက်ဖက်မှာထားခဲ့ပြီးမေ့ပစ်လိုက်နိုင်ခဲ့တယ်ဘဝဆိုတာဒီလိုပါပဲတရက်ကုံဆုံးသွားတယ်ဘသူထွက်သွားလို့မှရက်တန့်သွားတာမျိုးမရှိဘူးဘသူနောင်တရားလို့မှပြန်ဆက်တယ်ဆိုတာမျိုးလည်းမရှိဘူးရှေ့ကိုသာဆက်လျှောက်ရမယ်လေနောက်ပြန်လဲကြည့်နေစရာမလိုတော့ဘူး